စံမြလေး9နှစ်သား6နှစ်သားအရွယ်ကစားပြီးတော့အိမ်ကအလုတ်မှန်သမျှကိုအကုန်လုပ်ရတယ်ရေခတ်ထင်းခွဲနွားကြောင်ဝက်စာကျွေးအဆရှိတယ်လူကြီးတွေတောင်ပင်မနဲ့အလုတ်တွေကိုစံမြလေးတယောက်တည်းတိတ်တိတ်ဆိတ်ဆိတ်နဲ့လုပ်ခဲ့ရတာပေါ့နည်းနည်းလေးအမှားပါတာနဲ့ဒါမှမဟုတ်ဒေါ်စိန်စိတ်မကြည်တဲ့အချိန်ကြီးဆိုလို့ရှိရင်ထင်းခွဲတဲ့တုတ်ကစံမြရဲ့ပွိုင်လီလာတဲ့ကြောပြင်ကိုမညာမတာကြောက်လာတတ်ပါတယ်ဟဲ့ကောင်စံမြနင့်ကိုထမင်းကျွေးတာအလကားနေဖို့မဟုတ်ဘူးသွားနွားတွေသွားကြောင်းဒေါ်စိန်ရဲ့စူးချတဲ့အတန်ကမနှက်စောစောနေမထွက်ခင်တည်းကအိမ်ကောင်းရင်းကနေထွက်ပေါ်လာပါပြီစံမြဘာမှပြန်မပြောဘူးခေါင်းကုန်းကနွားတစ်ပုတ်ကိုကင်ပြီးခြံထဲကထွက်လာတယ်သူ့ရဲ့ကြောပြင်မှာမနေ့ကတော့ရိုက်ခံထားရတဲ့အစင်းရတွေကနာကျင်နေတော့မယ်ဒါပေမဲ့လည်းသူမငိုတော့ပါဘူးမျက်ရည်ဆိုတာကသူ့အတွက်အပူပါပဲငိုလေပူရိုက်ခံရလေနှိမ်လေဆိုတာကိုသူကောင်းကောင်းကြီးနားလည်နေပါပြီမိဘမရှိတဲ့ကလေးတယောက်အတွက်လောကကြီးကဘလောက်တောင်ရိုင်းဆိုင်တယ်လဲဆိုတာကိုသူကနေ့တိုင်းကိုတွေ့ခံစားနေရပါတယ်တနေ့မှာတော့ရွာထိပ်ကရေတွင်းမှာရေခတ်နေတော့ကလေးအုပ်စုကသူ့ကိုဝိုင်းစားကြတယ်ဟေးမိဘမဲ့ကောင်တောင်စားလေးကလေးတွေကလောင်ပြောင်နေတာမကပဲခဲတွေနဲ့ပါပေါက်ကြတယ်စံမြရှောင်းလိုက်ပေမဲ့စံမြရဲ့ခေါင်းကိုခဲတစ်လုံးလာမှန်တယ်หนีရတဲ့သွေးတွေကနှစ်ဖူးပေါ်ကနေပါးပြင်ကိုစီးကြလာတယ်အရင်ကဆိုရင်တော့သူထွက်ပြေးပြီးတယောက်တည်းကျိတ်ကိုနေမိပါဒါပေမဲ့အဲ့ဒီနေ့ကတော့သူ့ရဲ့စိတ်တွေကအရင်လိုမဟုတ်တော့ဘူးဘဝကိုနာကြီးနေတဲ့စိတ်တွေနှိမ်ဖန်များလို့ပောက်ကွဲလူမတက်ဖြစ်နေတဲ့ဒေါသတွေကမိတောင်တစ်ခုလိုရုတ်တရက်ပောက်ကွဲထွက်လာပါတော့တယ်လက်ထက်ကရေပုံးကိုစမ်းမြကအောက်ချလိုက်ပြီးခဲမှန်ထားတဲ့နေရာကိုလက်နဲ့ဖိကြည့်တယ်လက်ချောင်းတွေကြားကသွေးတွေကိုကြည့်ပြီးသူ့မျက်လုံးတွေဟာရဲရဲတောက်လာပါတယ်သူကစကားတစ်ခုမှမပြောဘူးသူ့ကိုခဲနဲ့ပေါက်တဲ့အကောင်ကြီးဆုံးကလေးစီကိုချင်းစစ်တကောင်လိုပြေးသွားပြီးခုံလိုက်တော့တယ်နှစ်ယောက်သားမြေကြီးပေါ်မှာလုံထွေးသွားပြီးစံမြကအပေါ်ကနေခွကထိုကလေးရဲ့မျက်နှာကိုမညာမတာထိုးကြိတ်တော့တယ်ပါဇက်ကလည်းဘာမှမထွက်ဘူးတိတ်ဆိတ်နေတဲ့ဒေါသကပို့ပြီးတော့ကြောက်စရာကောင်းပါတယ်